အမေကမလိမ္မာလို့ဒဏ်ခတ်နေတယ်လို့မထင်ပါနဲ့ရှင်ဒါလေးကတော့ကျမတို့တရုတ်ယူရာတည်ဆုံးသွားတဲ့ဘူပွားတွေကိုကြော့တဲ့ယူရာလေးပါရှင်အခုဖတ်ပြသွားတာကတော့ကွယ်လွန်သွားတဲ့ဘူပွားပြပင်50ရဲ့နာမည်တယောက်တူးချင်းစီကိုဒီအိတ်ကလေးထဲမှာထည့်ပြီးတော့သူတို့တက်မလွန်မှာတုံးဖို့ရွှေတွေငွေတွေနဲ့ပတ်စံတွေကိုရေးထားတဲ့ဟာပါပြီးတော့ကျမတို့အိမ်သားတွေကဘေးကနေဘူပွားတွေကိုတင်ပေးထားတဲ့ဟင်းတွေကိုခဏလေးတင်တာစောင့်ပြီးတော့ခဏလေးစားဖို့ပြင်ဆင်ပြီးစောင့်နေပါတယ်ရှင်အခုစပွဲပေါ်အဟင်းတွေအကုန်လုံးအသားတစ်မျိုးမှမပါပါဘူးအကုန်လုံးတက်တက်လွတ်ဟင်းနေရလေးပါကျမအမေရဲ့စဖိုးမူကြီးအမေရဲ့လက်ရာလေးပါအခုအမေကခါခွဲထားတော့သူ့ရဲ့ကျမရဲ့ရောင်းမသူ့ရဲ့ချွေးမလေးလောက်ထားတာပါကျမအမနဲ့ချွေးမလေးရဲ့လက်ရာလေးပါကျမကတော့မလောက်တတ်ပါဘူးရှင်စီမျိုးပေါင်း17မျိုးနဲ့အတီး3မျိုးနဲ့ဒီဟာလေးကတော့ဘိုးဘွားတွေတမလွန်မှာသူတို့မြင့်မှာခတ်ဖို့လှေနဲ့လော်တက်လို့တင်စားထားတဲ့ပြောင်းဖူးနဲ့ပဲသီးလေးပါရှင်ဒါကတော့ကျမတို့တရုတ်တွေရဲ့ချစ်စရာကောင်းတဲ့ဒလိရိုးရာတစ်ခုဖြစ်တဲ့ကွယ်လွန်သွားတဲ့ဘိုးဘွားတွေကိုကြော့တဲ့ရိုးရာလေးပါဒါဘိုးဘွားတွေကိုရှို့ပြီးဖို့အတွက်ဘေးမှာပုံထားတာပါအကုန်လုံးတင်ပြီးပြီဆိုလို့ရှိရင်ဒီဟာလေးအကုန်လုံးကိုရှို့ပါတော့မယ်ကဲအားလုံးပဲကျေးဇူးတင်ပါတယ်ရှင်ခဏနေကြရင်စားပါတော့မယ်ဘိုင်ဘိုင်